ဒီကနေ့ဧည့်သည်တယောက်ကကျွန်တော်ကိုမေးတယ်ခင်ဗျားတို့ရဲ့ product ကဒီမြို့ထဲမှာအကောင်းဆုံးလားအဲ့တော့ခင်ဗျားဆိုရင်ဘယ်လိုဖြေမှာလဲကျွန်တော်ဘယ်လိုဖြေမယ်ထင်လဲ Okay ကျွန်တော်ဘယ်လိုဖြေလိုက်ဆိုတော့လူတွေကတော့အဲ့လိုမျိုးပြောကြတာပဲအဲ့လိုမျိုးဖြေအဲ့တော့ဒါကအရန်မိုက်တဲ့ marketing တစ်ခုပါပေါ့နော်ဆိုလိုတာကဘာလဲဆိုတော့အကယ်ခင်ဗျားရဲ့ product အကြောင်းကိုဒါမှမဟုတ်ကျွန်တော် product ကိုကျွန်တော်အကောင်းဆုံးပြောရင်အဓိပ္ပာယ်ရှိခြင်းလည်းရှိမယ်မရှိရင်မရှိဘူးအကောင်းဆုံးလည်းအဓိပ္ပာယ်ဘယ်သူမှမသိဘူးဒါမှမဟုတ်ကျွန်တော်ရဲ့ဝန်ထမ်းကျွန်တော်ရဲ့ team ကပြောမယ်အကောင်းဆုံးအဓိပ္ပာယ်ရှိလားအဲ့ဒါကျွန်တော်ကြုံရဒီဗီဒီယိုတွေအများကြီးတွေ့ရတယ်ဒီသူတို့ပြောကြတာနော်သူတို့ရဲ့အစားအသောက်က fresh ဖြစ်တယ်တို့သူတို့ကဒီအင်ဂျီတွေက quality မြင့်တာတို့ဘာတို့ဒါပေမဲ့အဲ့ဒီဟာအဓိပ္ပာယ်ရှိလားကဲဘာအဓိပ္ပာယ်မှမရှိဘူးကျွန်တော်မြင်တာတော့အဲ့တော့ကျွန်တော်တို့အဲ့ဆို powerful ဖြစ်အောင်ဘယ်သူတွေပြောရင် powerful ဖြစ်မှာလဲဆိုတော့အဲ့ဒီ products ဒါမှမဟုတ်အဲ့ဒီ food ကို enjoy experience ဖြစ်ခဲ့တဲ့လူတွေကပြောရင်တော့ powerful ဖြစ်တယ်ဆိုလိုတာခင်ဗျား customer ခင်ဗျားစီဝယ်မယ်သူသုံးမယ်ဒါမှမဟုတ်သူစားမယ်အရန်ကောင်းတယ်အဲ့ဆို तू ကနောက်တစ်ယောက်သူတငယ်ချင်းဒါမှမဟုတ်အခြားလူကို तू ပြောလိုက်မယ်အပြင်ဒါဆိုရင်အရန် powerful ဖြစ်တယ်အဲ့တော့အဲ့ဒါကြောင့်ကျွန်တော်တို့ကလူများများကျွန်တော်တို့ရဲ့ product ကကောင်းချောင်းကိုပြောနိုင်အောင်ဘယ်လိုလုပ်မှလဲအဲ့ဒါစဉ်းစားရမှာပါကျွန်တော်တို့ကိုယ်တိုင်ဒါပြောလို့ဒါမှမဟုတ်ကျွန်တော်တို့ဝန်ထမ်းပြောလို့ဒါကြီးကအရန် powerful ဖြစ်နေမယ်ဆိုရင်အဲ့ဒီအတွက်ကျွန်တော်မိုးလင်းကနေမိုးဒီမိုးချုပ်တေးကျွန်တော်အဲ့ဒါပဲထိုင်ပြောနေမှာပေါ့နော်